ရှမ်းပြည်တောင်ပိုင်းရဲ့သေးငယ်တဲ့တောင်ပေါ်မြို့လေးထက်တဲ့ပင်ဦးမြို့လေးဟာအောက်တိုဘာလကုန်ပိုင်းဆိုရင်မြူနင်းတွေနဲ့ဝေမောင်နေတဲ့စမြဲပါမနက်ခင်း6နာရီခွဲအချိန်ဖြစ်ပေမဲ့လေကောင်းကင်တစ်ခုလုံးမှာနူးနှစ်ရောင်မြူကိုတွေကပိတ်ဖုံးထားဆဲဖြစ်ပြီးအိမ်ခေါင်မိုးတွေပေါ်ကသူ့ပြားတွေမှာလည်းနှင်းရည်ဆက်တွေကြောင့်ပြောင်လက်နေပါတယ်ဟိန်းထက်တယောက်အိမ်နေရင်ဝစ်ထားတဲ့အနှွေးတဲ့အပွားကြီးကိုတစ်ချက်ပြင်ဝစ်လိုက်ပြီးကျောင်းလေအိတ်ကိုပခုံးမှာခက်တင်တင်လွှဲလိုက်ပါတယ်သူ့ရဲ့ခြေလမ်းတွေကျောင်းဝင်းလေးကိုအရောက်မှာတော့ထုံးစံအတိုင်းထင်းရှူးပင်းတန်းကြီးတွေကလေအဝိဝါတရှဲရှဲနဲ့မြင်ဟဲကသူ့ကိုကျူးစိုးနေကြပါတယ်ထို့စဉ်သူ့မျက်လုံးတွေဟာကျောင်းခံတင်အနီးကထင်းရှူးပင်တန်းအောက်မှာခုံတန်းရှည်လေးတစ်ခုပေါ်ထိုင်ကစာအုပ်တအုပ်ကိုအာယုံဆိုင်ငုံဖတ်နေတဲ့မိန်းကလေးစီမှာပဲရက်တန့်သွားခဲ့ပါတယ်သူမဟာအသားဖြူဖြူစပင်ရှိရှိနဲ့မြင်သူတိုင်းကိုအေးချမ်းစေမဲ့အလှမျိုးကိုပိုင်ဆိုင်ထားသူပါသူမကတော့ရန်ကုန်ကနေပြောင်းလာတဲ့နှင်းရိပ်ဖြူဆိုတဲ့မိန်းကလေးပါပဲထိုနေ့ညနေကျောင်းဆင်းချိန်မှာတော့ကံကြမ္မာဟာသူတို့နှစ်ဦးကိုပထမဆုံးအကြိမ်စုံစည်းပေးခဲ့ပါတယ်မိုးပွဲလေးရွာချလိုက်ကကြောက်ဟိန်းထက်တယောက်ကျောင်းရှိကတစ်ပင်ကြီးအောက်မှာမိုးခိုနေစဉ်နှင်းရိုက်ဖြူကသူ့ဘေးနားကိုအပြေးလေးရောက်လာခဲ့ပါတယ်ဒီမှာသီးပါလားဟင်ဒါဟာသူမရဲ့ပထမဆုံးစကားအတန်ပါခေါင်းလောင်းတန်လေးလိုကြည်လင်နေပြီးဟိန်းထက်ရဲ့နားထဲမှာတော့ဂီတတန်တစ်ခုလိုခိုဝင်သွားပါတယ်ပါတယ်ရော့မင်းယူသွားလိုက်ဟိန်းထဲရဲ့စကားကြောင့်နှင်းရိပ်ဖြူကပြုံးလိုက်ပြီးမဟုတ်တာအတူတူဆောင်းသွားရအောင်လေငါအိမ်ကဟိုဘက်လမ်းထိပ်မှာပဲနေအိမ်နဲ့လမ်းကြုံနေမဟုတ်လားထီလီတလောက်အောင်မှာလူနှစ်ယောက်ရဲ့ပခုံးချင်းထီလူအနီးပါတဲ့အကွာအဝေးနဲ့လမ်းလျှောက်ခဲ့ကြတဲ့ထိုအချိန်ဟာဟိန်းထက်အစ်စ်တော့ကဘာပေါ်မှာအကြဆုံးဖြစ်စေခြင်းနဲ့အချင်းလေးတစ်ခုဖြစ်ခဲ့ပါတယ်နှင်းဆက်တွေကြားမှာတူမစီကရတဲ့တင်းပြန့်ပြန့်ရေမွေးနံလေးကဟိန်းထက်ရဲ့မှတ်ညာထဲမှာဘယ်တော့မှမေ့မရနိုင်အောင်ဆွဲထင်ဖင်ရေးခဲ့လေတော့တယ်